ကဲညီမလေးတငယ်ချင်းကိုအလောက်ခံလိုက်တော့ငါနင့်ကိုတခါမှအမိတ်မပေးဘူးနော်အကိုကြီးတငယ်ချင်းမို့သာလက်ခံရမှာပုံစံကဒေါင်းကိုမကြိုးဘူးငါကလည်းဒီလိုလူမျိုးကိုမှတွေ့ကျင်တာနင့်ကိုဒီကမ်ပဏီမှာအလုပ်ခန့်လိုက်ရင်အထက်လူကြီးတွေကပမာမခန့်လုပ်ဖို့ကလန်ကဆန်လုပ်ဖို့အစီအစဉ်ရှိသေးလားဘလို့လူမျိုးတွေကိုလေးစားရမယ်ဆိုတာကျွန်တော်ခွဲခြားတတ်ပါတာကောင်းပြီရှင်ကိုဒီကမ်ပဏီမှာ6လအစမ်းခန့်လိုက်မယ်ရှင်အဓိကလိုက်နာရမယ့်စီကံကအလုပ်ကိုယူသေးဖို့ရယ်အချိန်ကိုလေးစားဖို့ရယ်အေးသူစားဒီကိုခဏလာခဲ့ပါသူ့ကိုမနှက်ဖြန်ကစပြီးဝန်ထမ်းစာရင်ထည့်လိုက်ပါတည်တင်တိထိုက်တာလေးတွေလည်းရှင်းပြထားပေါ့